အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပါမယ်အကြောင်းအရာကတော့ဒီကိုကျွန်တော်လည်းဆက်ပြောဒါဒီကျွန်တော်အတိတယောက်ကတော့ဒါ home သူကတော့ဒါဒီအိမ်လောက်တာပေါ့နော်အိမ်လောက်တော့သူကနှစ်ပြေသွားပြီဗျာနှစ်ပြေသွားတော့သူ့အိမ်ရှင်ကသူ့ကိုပြန်ပို့မယ်ဆိုပြီးသူ့ကိုလုံနေအဲ့တော့ဒီနေ့မှာကျွန်တော်ပြောချင်တာနှစ်ပြေသွားပြီကိုကမပြန်ချင်ဘူးဆိုလို့ရှိရင်ပြန်ရမလို့ဒါကိုယ့်ရဲ့ဗီဇာတို့cancel ပေးရမယ်အဲကြတော့ချင်း cancellation visa ရက်30ရနော်ရက်30ရဒါသိရလူတွေသိတယ်ဒါမသိရလူတွေတော့ပြောပြနော်ရက်30ရတယ်ပြီးလို့ရှိရင် cancellation paper တောင်းအောင်နော် cancellation paper တောင်းအောင်ဒီအဲ့တော့ဒီ cancellation paper ဗျာဒါအထောက်အထားတစ်ခုပေါ့ဒါဒီနိုင်ငံထဲမှာဒါရက်30နေခွင့်ရတယ်ဆိုတဲ့အထောက်အထားတစ်ခုပေါ့တကူဘာညာကိုလာစစ်တယ်ဘာညာဆိုလို့ရှိရင်ဒီအထောက်အထားကိုပြလို့ရတာပေါ့ဗျာတခြားကိုကအဲ့အတော်တွင်မှာတခြားအလုပ်ရပါခဲ့လို့ရှိရင်လေဒီ cancellation paper ကိုဒါတခြားအလုပ်ကတောင်းတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကျွန်တော်ပြောချင်တာကိုယ့်ရဲ့ contract ကိုတေချာဖတ်ပေါ့နော်ပြီးတော့ကျွန်တော်အတိမှာသူ့ရဲ့ contract တော့သူ့ရဲ့လက်ထဲမှာမရှိဘူးအကုန်လုံးသိနေတာပေါ့နော်အလုပ်ဒါသူ့အနေနဲ့ဒါသူ့ဘက်ကလည်းလိုတယ်ပေါ့နော်ဒါကိုယ့်ရဲ့ contract တော့ကိုယ့်ရဲ့လက်ထဲမှာမရှိဘူးဆိုတော့ဒါလိုတယ်ပြီးတော့သူ့ကိုအလုပ်သွင်းပေးတဲ့လူကကျွန်တော်တို့မြန်မာလူမျိုးဗျာမြန်မာလူမျိုးနော်မြန်မာအေးချင်းအဲ့တော့ဒါတချို့လူတွေကဒါတောလူတောင်သားကြီးများဒါနှိမ်တာမဟုတ်ဗျာတချို့ကတကယ်ရိုးသားဘာမှမသိဘူးနော်ဘာမှမသိပဲဒါနိုင်ငံခြားမှာအလုပ်လုပ်ရမယ်ဒါဒူဘိုင်းလိုဒါမြို့ကြီးပြကြီးမှာအလုပ်လုပ်ရမယ်ဆိုတဲ့ဒါရီမန်းချက်တွေနဲ့ဒါတက်လာတယ်ဗောနော်ဒါပေမဲ့အဲ့လိုလူမျိုးတွေကိုဗျာဂျင်းထဲမဲ့လူတွေကလည်းရှိကိုလူမျိုးအချင်းချင်းတခြားနေချင်းလက်လူတွေလည်းရှိကိုလူမျိုးအချင်းချင်းဂျင်းထဲတာပဲအဲ့တော့ဘယ်လိုပြောရမလဲမသိဘူးဆိုလည်းဗျာသိရမှာသူ့ဖတ်ပြတာဗာများမျိုးလည်းမရှိဘူးသူ့ရဲ့ contract ကြီးကိုသူအိမ်ရှင်ကြီးဟိုဖြစ်လိုက်အိမ်ရှင်ကြီးမှာထားတာဗျာဘာမှကျွန်တော်ဖြစ်စေချင်တာဘယ်လိုလဲဆိုတော့ပတ်စံယူပြီးအလုပ်သွေးပေးတယ်ဆိုလို့ရှိရင်လေတည်ကြရှင်းပြပြောပြသိရမလားအခုဒီမှာနှစ်ပြည့်ပြီးအလုပ်ထွက်ဖို့အတွက်ဒီမှာ तू ကဒီမှာအလုပ်ဆက်လုပ်ချင်သေးတယ်ကိုယ်နိုင်ငံကိုမပြန်ချင်သေးဘူးဆိုတော့သူ့အလုပ်သွင်းပေးတဲ့အေးရှင်ကိုတွားပြောတော့ဘာပြောလဲဆိုတော့ तू လည်းမဆိုင်ဘူးတဲ့အဲ့တော့ဘယ်လိုလုပ်မလဲကျွန်တော်တို့အဲ့တော့ဖြစ်နိုင်လို့ရှိရင်ကျွန်တော်မိတ်ဆွေတို့အနေနဲ့ပေါ့အလုပ်လျှောက်လို့ရှိရင်ဗျာသတိထားဖို့ဒီလားကိုယ့်ရဲ့ contract ကိုတေချာဖတ်ဖြစ်နိုင်ရင်တော့ကျွန်တော်တို့အဲ့အေးရှင်နဲ့အလုပ်မချသေးချင်အထူးသဖြင့်အဲ့မြန်မာအေးရှင်တွေနဲ့အလုံးမချသေးတခြားအေးရှင်တွေကျွန်တော်လည်းမသိဘူးနော်ဖြစ်နေဘယ်အေးရှင်တွေမှအလုံးမချခြင်းအလုံးမချသေးချင်းဒီအလုံးရှာနေဗီဒီယိုလဲဒါကျွန်တော်သိသလောက်ပေါ့နော်ကျွန်တော်လည်းဆရာကြီးတော့မဟုတ်ပါဘူးကျွန်တော်သိသလောက်ကျွန်တော်တင်ပေးသွားပါမယ်အဲ့တော့ကျွန်တော်ကြားရတဲ့လောက်ကဘယ်လိုလဲဆိုတော့အေးရှင်တွေအလုံးရှာတယ်အလုံးမှန်တယ်များအစင်မပြေတဲ့ရာခိုင်နှုန်း99.9ရာခိုင်နှုန်းလောက်ရှိတယ်အစင်မပြေကြဘူးသူများဒီလိုပြောရတယ်သူများစီးပွားရေးကျွန်တော်ဒုံးနဲ့ထိုးရတယ်မို့တကယ်အစင်မပြေကြဘူးဗျာဒါကျွန်တော်ဒါဆဲနေတယ်ဆဲကြဘာမှမဖြစ်ဘူးဒါကျွန်တော်ကပြောစရာရှိတာပြောအဲ့တော့အလုပ်ရှာလို့ရှိရင်ဒါကိုယ့်ဘာသာကိုရှာတာပိုကောင်းတယ်ပေါ့နော်ဒါ CV တွေပါဆိုလို့ရှိရင်လေဒါကိုယ့်ဘာသာကိုပြင်ပေါ့နော်ကိုယ့်ဘာကိုတီးရှာကိုယ်စိတ်ကြိုက်ကိုပြင်ကိုအကြောင်းကိုအသိဆုံးပဲဗျာဟုတ်လားကိုအကြောင်းကိုအသိဆုံးပဲအဲ့တော့ကိုယ့်ဘာကိုပြင်တာပိုကောင်းတယ်လို့ကျွန်တော်တို့ထင်တယ်တကယ်လို့ကိုကမလုပ်တတ်ဘူးထားပါတော့ပြမလုပ်တတ်ဘူးဘယ်လိုစရမလဲမသိဘူးဆိုလို့ရှိရင် online ပေါ်မှာရှိရယ်နော်အခုဆို YouTube တို့ဘာတို့မှသွားရှာကြည့်ဗျာ CV form ဘယ်လိုပြင်ရမလဲဟုတ်လား UAE မှာအလုပ်ရှာလို့ရှိရင်ဘယ်လိုမျိုးpaper တွေပေါ့နော်ဒီ document တွေကိုဘယ်လိုမျိုးပြင်ဆင်ပြီးရှောက်လို့ရှိရင်ပို့ပြီးတော့အလုပ်ရနိုင်ကြီးပိုများလဲဆိုတော့အကြောင်းအရာတွေကို YouTube မှာတင်ပေးရတယ်အများကြီးပဲအဲ့မှာတော့ဖတ်နောက်ပြီးအလုပ်လျှောက်လို့ရတဲ့ website တွေလည်းရှိရယ်ကျွန်တော်သိသလောက်ဆိုလို့ရှိရင် Indeed LinkedIn ဗျာဟုတ်လားဒါတွေမှာကျွန်တော်လျှောက်လို့ရတယ်အများကြီးပဲအလုပ်တွေဒါပေမဲ့ကိုကပေါ့နော်ငါအလုံးမလျှောက်ချင်တော့ဘူးလွယ်ပဲလိုချင်တယ်ပေါ့နော်အမြင်ပဲရချင်တယ်ဒါအဲ့တော့ကိုသူ့မှာဗျာကုန်းထွက်တာမှာသူ့လက်ထဲမှာလည်းမရှိဘူးအဲ့ကုန်းထွက်ထဲမှာဘာတွေရေးထားလဲဆိုတာကိုလေသူမသိဘူးနော်ဒါသူမဖတ်တတ်တာလည်းဖြစ်နေတယ်အဲ့တော့အေးရင်ဆိုတဲ့လူက
ဖတ်ပြရမယ်တိအောင်ပြောပြရမယ်နှိပ်ပြလို့ရင်ဘလို့အကြောင်းလေးဘလို့ဟောပြီဒါကတော့ရှင်းပြနေတယ်ဗျာဒါလေးတွေကတော့ပတ်စံယူလို့ရှိရင်လည်းအလုပ်ကိုကောင်းကောင်းလုပ်အခုကနှိပ်ပြတာတော့လှုပ်ထွက်လို့မရဘူးဆိုတော့သူ့ကိုသွားပြောတော့လေသူကတာဝန်ခံမှုတာဝန်ယူမှုရှိအဲ့တော့မိတ်ဆွေတို့ဟုတ်လားအလုပ်အဲ့လို့ရှိရင်တော့ဒီလိုအေးရင်တို့ချိတ်ခဲ့သည်ရှိတော့ကိုချိတ်မဲ့အေးရင်ကဘယ်လိုမျိုးလဲဘယ်လိုလူလဲဆိုတာဟိုသူဒီချာစဉ်းစားဆုံးဖြတ်ပြီးတော့ချိတ်ကြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ပြီးတော့နောက်လာတဲ့လူတွေကိုလည်းကျွန်တော်တတိထားသိချင်တာဘယ်လိုလဲဆိုတော့ဒီမှာအိမ်လုပ်တယ်ဗျာတချို့ကလည်းအဆင်ပြေတာရှိတယ်တချို့ကလည်းအဆင်မပြေတာရှိတယ်ပေါ့နော်ဘယ်လိုအဆင်မပြေလို့ဆိုတော့တချို့ဒီနိုင်ငံသားတွေပေါ့နော်သူဒီနိုင်ငံသားတွေကတချို့ဆိုသူကအိမ်ဒီအိမ်လုပ်တယ်ဗျာကျွန်တော်သိသားဆိုလို့ရှိရင်အိမ်ထဲအပြင်ထွက်လို့မရအောင်နော်အိမ်ထဲအပြင်ထွက်နေလို့မရအောင်ပြီးတော့သူတို့အဲ့ဟောအဲ့ဟိုဘာအင်းနေပါလေလောက်ပဲဗျာသူတို့ဟိုအပြင်တရက်လာပါလားမသိဘူးတလားမှတစ်ခါလောက်ပဲတလားမှတစ်ခါတလောက်ပဲပေါ့နော်အင်ကြီးဝယ်ဖို့အတွက်ထွက်ရတာတွေဘာတွေအဲ့ဒါတွေပေါ့နော်ဒါကျွန်တော်အတီးကတော့အဲ့လိုမျိုးဒါတခြားလူတွေကဘယ်လိုလဲကျွန်တော်မသိဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်အဲ့တော့အိမ်ထဲမှာကြီးပဲအိမ်လုံးသိရမလားဟိုဘွားကြီးကဒီတိုင်းကြီးဗျာမသိရင်အချင်းကြနေတယ်လို့ပဲကျွန်တော်အမြင်ကပြောလို့ရှိရင်အချင်းကြနေတယ်လို့ပဲသိလားအဲ့တော့အိမ်လုံးဆိုလို့ဒါမိတ်ဆွေတို့ဒါစဉ်းစားနော်အိမ်လုံးနဲ့လာမယ်ဆိုစဉ်းစားနော်အချင်းကြနေတယ်လို့ပဲပြီးလို့ရှိရင်သူကပိတ်ရမရှိဘူးနော်ပိတ်ရမရှိဘူးပြီးလို့ရှိရင်အချိန်ရလည်းတတ်တမမရှိဘူးပေါ့နော်ဒါအလုပ်တွေအားလုံးပြီးသွားမှနားရတယ်ပေါ့ဒါနားချိန်လည်းတတ်မရှိဘူးပေါ့နော်ဒါနေကြီးပတ်တွေပါတွေကတော့ဒါနားလိမ့်မယ်ဗျာကလေးထင်းနေပါတချို့ကလည်းကလေးထင်းလောက်ရတာရှိတယ်တချို့ကလည်းဒီမီးဖို့ကြောင့်ပါညာလောက်ရတာရှိတယ်ဒါအစုံပေါ့နော်ကျွန်တော်အတီးကတော့ဒါသူကဘာလို့ရလဲဆိုတော့အခန်းတန်ရှိလောက်ရတယ်ဟုတ်တယ်အခန်းတန်ရှိလောက်ရတယ်နောက်ပြီးတော့မီးဖို့တွေပါတွေတိုက်ပြီးတော့အိမ်အပြင်တွေပါတပြက်စီးလေးပါညာပေါ့အဲ့ဒါကြီးလောက်ရတယ်ဗျသူကတော့တနေ့ကို run ရတယ်ည7 နာရီလောက်မှသူ့အလုပ်တွေအားလုံးပြီးတယ်ပေါ့နော်အဲ့လိုမျိုးကြီးဗျာပြီးတော့သူ့အိမ်ရှင်တော်တော်ဆိုးတယ်တခြားအိမ်ရှင်တော့ကျွန်တော်မသိဘူးသူ့အိမ်ရှင်တော်တော်ဆိုးတယ်ဆိုအခုအလုပ်ထွက်မယ်ဆိုတော့မှသူ့ကိုဗျာဟိုဘယ်လိုပြောဖုန်းတွေပါယူစစ်အဲ့လိုမျိုးလောက်ဒါတွေကမဆိုင်ဘူးဗျာဒါရ private ရန်တီဟိုကျွန်တော်သူ့နေရာမှာဆိုကျွန်တော်အဲ့လိုလာလို့ကျွန်တော်ခံမှာမဟုတ်ဘူးနော်ဒါကျွန်တော်တခုလုံးမိလိမ့်မယ်ဒါသူကတော့ဒါကြောက်တက်လို့လည်းဖြစ်မှာပေါ့နော်ဒါအဲ့လိုမျိုးတွေဒါသူ့ဖုန်းတွေပါယူစစ်တယ်အဲ့လိုမျိုးပေးလိုက်ရတာတွေအဲ့ဒါကြီးရှိတယ်ဗျာဒါဒီနိုင်ငံကဒါအိမ်ရှင်တွေကဒါစိုက်ကိုလားပါလာတော့မသိဘူးအဲ့လိုမင်းလေးဆိုလို့ရှိရင်ဒါအဲ့လိုမျိုးနည်းနည်းအရန်ချုပ်ချယ်တယ်ဗျာအဲ့တော့မိတ်ဆွေနေနဲ့ဒါပတ်စံလိုချင်မှုတတ်ပဲဆိုလို့ရှိရင်တော့ဒါလာလို့ကျွန်တော်လူမျိုးဆိုတော့ဒါအဲ့လိုမျိုးကိုကျွန်တော်လှုပ်ဖြစ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်လွတ်လပ်နေရတာကြိုက်တယ်ကောနော်အေးစစ်အဲ့လိုမျိုးလွတ်လပ်နေရတာကြိုက်တယ်ဒါပြလူဖြစ်တဲ့ခဏဗျာတိလားလူဘဝတူလေးကျွန်တော်ပြောရလို့ရှိရင်လူဘဝတူလေးကျွန်တော်အသက်တရားလည်းမနေရဘူးနော်ကျွန်တော်ဘယ်ချိန်မနေ့ပြန်သေးမှလားနောက်နေ့သေးမှလားကျွန်တော်တို့မသိဘူးအဲ့လိုဘဝလေးမှာကျွန်တော်ပျော်ပဲနေမယ်အဲ့လိုမျိုးကြီးဟိုဘယ်လိုပြောတိုက်ပိတ်တယ်လို့ကြီးနေရာမျိုးကြီးမှာတော့ကျွန်တော်အနေနဲ့ဆိုတော့မနေချင်ဘူးပေါ့နော်ဒါကျွန်တော်တွေ့ရင်ပြောပြတာပါဒါအိမ်ဒူဘိုင်းနိုင်ငံကဒါအိမ်အလုပ်ကြောင်းကိုပြောပြတာပါအရင်ချုပ်ချယ်ပါတယ်အိမ်ကြီးနဲ့ထွက်လို့မရဘူးပိတ်ရလည်းမရှိပါဘူးအလုပ်ကလည်းအဲ့လိုမျိုးတနေ့ကုန်ဇက်တိုက်လောက်ရပါတယ်မနေ့ဆိုလည်းအစိုးရထားရပါတယ်နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါအိမ်အလုပ်ကိုရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒါစဉ်းစားကြဖို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်တကယ်လို့ကိုကမလုံးမနေရဒီအိမ်အလုပ်မှပဲအိမ်အလုပ်ပဲရှိရပေါ့နော်ဒါအိမ်အလုပ်ပဲရှိတယ်ဒါသူများလာဆွဲလို့ပဲဖြစ်ဖြစ်ဒါတချို့မြန်မာအေဂျင့်တွေကရှိရဗျာနယ်ဒီစင်းပြီးတော့အဲ့လိုမျိုးလာဆွဲတာရှိအရန်ကောင်းတယ်ဘာညာအဲ့ဒါတွေကိုချင့်ယုံကြဖို့လေကျွန်တော်အနေနဲ့ပြောချင်ပါတယ်မိတ်ဆွေအနေနဲ့အလုပ်တစ်ခုလုပ်မယ်ဆိုလို့ရှိရင်အဲ့အလုပ်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုတေချာလေ့လာစုံစမ်းကိုအနေနဲ့လုံနိုင်မလုံနိုင်တေချာစမ်းစစ်ပြီးမှလုပ်ကြဖို့အတွက်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ပေါ့နော်အဲ့တော့ဗီဒီယိုလေးကတော့လောက်ပါပဲလာရောက်ကြည့်ရှုပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်